အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့နိုင်ငံကအဝတ်လှမ်းစဉ်လေး3ခုကျွန်တော်ပြုလုပ်ပေးပါမယ်အခုလိုမျိုးကျွန်တော်ပြထားတဲ့အရွယ်အစားအတိုင်းပိုက်လေးတွေဖြတ်မယ်အပေါက်လေးတွေဖောက်ပါမယ်ဒါလည်းကိုအဆင်ပြေသလိုဖောက်လို့ရပါတယ်ကျွန်တော်ကတော့နမူနာလေးပြပေးတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်အခုဆက်ပြတဲ့အတိုင်းပိုက်လေးတွေကိုဆက်လိုက်ပါမယ်အခုလိုပိုက်လေးတွေကိုတည်တည်ချာချာလေးကြက်နေအောင်လို့ဆက်ပါမယ်အရှင်လိုချင်တော့ကော်မတုပ်ပါနဲ့အသေးထားမယ်ဆိုရင်တော့ပိုက်ဆက်ကော်လေးတုပ်လိုက်ရပါတယ်ပြီးရင်ကျွန်တော်ဖောက်ထားတဲ့အပေါက်လေးတွေမှာဂျိုးဝင်းလေးကိုဆွတ်လိုက်မယ်ဆွတ်ပြီးနောက်ဆုံးကျန်တဲ့အစာကိုကျွန်တော်တို့ပြုတ်မထွက်အောင်ထုံးပေးလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့နံရံမှာ wall plus ဆွဲမယ်ပြီးရင်ကျွန်တော်တို့ပိုက်ကိုပြန်သိမ်းဖို့အတွက်လည်းပိုက်ထိန်လေးပါတစ်ခါတည်းတွဲလိုက်မယ်ကျွန်တော်တို့လှမ်းမယ်ဆိုရင်အခုလိုမျိုးလေးချထောက်လေးနဲ့ထောက်ပြီးရင်ကြိုးရန်လေးတွေမှာလှမ်းသိမ်းမယ်ဆိုရင်လည်းကျွန်တော်တို့အလွယ်တကူပဲပိုက်သိမ်းလေးမှာချိတ်ထားလိုက်လို့ရပါတယ်ခင်ဗျာဒါလေးကတော့နောက်တစ်ခုပါကျွန်တော်ပြထားတဲ့အတိုင်းဖြတ်မယ်ပြီးရင်ကျွန်တော်ဆွတ်ပြတဲ့အတိုင်းပိုက်လေးကိုဆွတ်လိုက်ပါမယ်ဒါလေးကပိုက်ဖိုးအခုချိန်မှာဈေးကြီးတယ်ဆိုပေမဲ့အဝတ်စင်တစ်စင်ရဲ့ဈေးနှုန်းလောက်တော့မရှိပါဘူးခင်ဗျာနောက်ပြီးတော့ကိုပါကိုလောက်ရတာကြိုက်နှစ်သက်သဘောကျတဲ့လူတွေအတွက်ဆိုရင်လည်းဒါလွယ်ကူကူပြုလုပ်လို့ရတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ဒီတစ်ခုကတော့ကျွန်တော်တို့တန်းတွေကို PPC နဲ့လုပ်ပြီးတော့ထောက်မသုံးတော့ဘဲနဲ့ကျွန်တော်တို့ကြိုးလေးနဲ့ဆွဲတဲ့အဝတ်တန်းလေးဖြစ်ပါတယ်ခုနကတော့တန်းတွေကိုကြိုးနဲ့လုပ်ပြီးတော့ထောက်ကို PPC နဲ့ထောက်တာပါအခုလိုမျိုးဆွပြီးပြီဆိုရင်ပိုက်ထိန်လေးတစ်ခုတက်မယ်ပြီးရင်နံရံမှာကြိုးဆွဲဖို့ချိတ်ကောက်လေး wobbler ဆွဲပြီးတော့ထည့်မယ်ပြီးရင်ချိတ်လိုက်မယ်ဒါဆိုရင်အဝတ်လှမ်းလို့ရပါပြီသိမ်းမယ်လှမ်းမယ်လောက်ဆင်ပြေတယ်ခင်ဗျာနောက်ထပ်တစ်ခုကလည်းကျွန်တော်တို့အိမ်ထဲမှာထားလဲရတယ်အပြင်မှာလှမ်းလဲရပါတယ်ခင်ဗျာအခုလိုမျိုးကျွန်တော်ပြထားတဲ့အရွယ်အစားတိုင်းလေးဖြတ်မယ်ပိုက်တွေကိုတည်တည်ချာချာလေးကြက်နေအောင်ထိုးမယ်ဒီကောင်လေးကတော့ကိုကြိုက်တယ်လို့ရွှေ့လှည့်ပြုတ်လို့ရတဲ့ဝတ်တန်းလေးပဲဖြစ်ပါတယ်အခုလိုမျိုးတက်ပြီးပြီဆိုရင်နံရံမှာ wall plus ဆွဲမယ်ဒါလေးကလည်းအမြင်တစ်မျိုးဆန်းနဲ့ဝယ်လန်းစဉ်လေးဖြစ်ပါတယ်